Facebook မှာရည်သားထားတဲ့လူတိုင်းသိထားတဲ့ setting လေးကိုမျှဝေပေးပါမယ်ဒီ setting ကိုမသိသေးဘူးဆိုရင်တော့ကိုယ့်ရဲ့ချစ်သူကောင်လေးကောင်မလေးကကိုယ့်ကိုအရန်တွဲတာလားဒုတိယလူနေရာမှာထားပြီးတွဲနေတာလားဆိုတာကိုခွဲခြားလို့တက်မှာမဟုတ်ပါဘူးဒီညီလေးမေးထားတဲ့မိကုံးလေးကိုသဘောကျလို့ဒီနီလန်လေးကိုမျှဝေပေးမှာဖြစ်ပါတယ်ချစ်သူနဲ့နှစ်ယောက်တည်းမြင်အောင်ပုံတင်တဲ့နီလန်လေးပြောပြပါဗျကောင်မလေးကတက်ပုံတွဲတင်ပေးတယ်ကျွန်တော်ဝင်ကြည့်တော့မြင်ရပြီးတော့တငယ်ချင်းတွေကိုဝင်ကြည့်ခိုင်းတဲ့အခါမှာအဲ့ဒီတက်ပုံကိုမမြင်ရလို့ပါတဲ့โอเคဒီလိုမျိုးလေးခံစားနေရပြီဆိုရင်တော့ညီကိုတို့အနေနဲ့အရန်တွဲခံနေရတာဖြစ်ပြီးတော့ဒုတိယလူနေရာမှာတွဲခံနေရတာဖြစ်ပါတယ်โอเคအဲ့ဒီလိုမျိုးဓပုံကိုကြည့်လိုက်အောင်နဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ချစ်သူတင်ပေးရတဲ့ဓပုံကသူနဲ့ကိုယ်နဲ့နှစ်ယောက်တည်းမြင်အောင်တင်တဲ့ပုံလားဆိုတာကိုခွဲခြားတဲ့နည်းနောက်ထပ်တစ်နည်းကတော့ချစ်သူနဲ့နှစ်ယောက်တည်းမြင်အောင်ဓပုံတင်တဲ့နည်းဒီနည်းလမ်းလေးနှစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook အကောင့်ထဲကိုဝင်လိုက်မယ်ပထမနည်းလမ်းကတော့ချစ်သူနဲ့နှစ်ယောက်တည်းမြင်အောင်ဓပုံတင်တဲ့နည်းကိုအရင်သွားမယ်ပေါ့နော်အရင်သွားမှဖြစ်တဲ့အတွက်ကျွန်တော်တို့ကဓပုံတစ်ပုံသူနဲ့ကိုယ်နဲ့တွဲတင်ခြင်းနဲ့ပုံလေးတစ်ပုံကိုအရင်ဆုံးရွေးချယ်လိုက်ဗီဒီယိုဆိုရင်လည်းရတယ်ဓပုံလည်းရတယ်တူတူပဲเนาะโอเคတွဲတင်လို့ပြီးသွားပြီဆိုရင်တော့ဒီမှာစာလေးတွေပါလေးရအောင်ညီကိုတို့ကြိုက်တဲ့ရေးပါရေးလို့ပြီးသွားရင်ကျွန်တော်တို့ကဒီမှာကဘာလုံးပုံစံလေးနဲ့ public လို့တချို့အကောင့်တွေမှာပေါ်မယ်တချို့အကောင့်တွေမှာကြာတော့လေဒီလိုမျိုးပေါ့ဗျာလူရုပ်လေးနှစ်ယောက်နဲ့ friend ဆိုပြီးတော့ပေါ်မယ်အဲ့ဒီပေါ်နေတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်တို့ကချစ်သူနဲ့နှစ်ယောက်တည်းမြင်အောင်ဓပုံတင်နေတာဖြစ်တဲ့အတွက် specific friend ဆိုတဲ့လူရုပ်လေးတစ်ယောက်နဲ့နေရာလေးကိုနှိပ်လိုက်ပါโอเคဒါဆိုရင်တော့ကိုယ့်ရဲ့အကောင့်ထဲကတငယ်ချင်းတွေအကုန်လုံးဒီမှာတန်းစစ်ပြီးတော့မြင်ရမယ်အဲ့ထဲမှာကျွန်တော်တို့ကကိုယ့်ရဲ့ချစ်သူနဲ့မြင်အောင်တင်နေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ချစ်သူအကောင့်လေးကိုအမှန်ချစ်လေးတစ်ချက်နှိပ်ပြီးတော့ပေးလိုက်ပါပေးလို့ပြီးသွားရင်တော့အပေါ်က done ဆိုတာလေးကိုနှိပ်ပါပြီးသွားရင်ထပ်ပြီးတော့အောက်ကအပြိုင်အောင် done ကိုထပ်နှိပ်လိုက်ပါโอเคပြီးသွားရင်တော့ကျွန်တော်တို့ပို့လေးကိုတင်လို့ရပါပြီပို့ဆိုတာလေးကိုနှိပ်ပြီးတော့မိတ်ဆွေတို့ပုံမှန်တိုင်းပဲပို့တင်လိုက်ပါโอเคအဲ့ဒီပို့မှာကျွန်တော်တို့ကဒီပို့လေးကိုကြည့်လိုက်အောင်နဲ့ချစ်သူကသူနဲ့ကိုယ်နဲ့နှစ်ယောက်တည်းမြင်အောင်တင်ပေးထားတဲ့တက်ပုံလားလူတိုင်းမြင်အောင်တင်တဲ့တက်ပုံလားဆိုတာကိုခွဲခြားမှာဖြစ်ပါတယ်ဘယ်လိုခွဲခြားလို့ရလဲဆိုရင်တော့ကျွန်တော်တို့ကသူကတက်ပုံတင်ပေးလိုက်ပြီးပြောရတယ်အဲ့ဒီတက်ပုံကိုဝင်ကြည့်လိုက်တဲ့အခါမှာဒီလိုမျိုးပေါ့ဗျာစက်တင်ပုံစံလေးနဲ့ခွေးသွားစိတ်ပုံစံလေးပဲပေါ်နေတယ်ဆိုရင်တော့သူနဲ့ကိုယ်နဲ့နှစ်ယောက်တည်းမြင်အောင်တက်ပုံတွဲတင်ပေးထားတာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့သိရမှာကကိုကအရန်အနေနဲ့ဒုတိယလူနေရာကိုရောက်နေပြီဆိုတာအသေးချာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဓပုံလေးကိုကြည့်လိုက်အောင်နဲ့ကိုယ့်ရဲ့ချစ်သူကသူနဲ့ကိုယ်နဲ့နှစ်ယောက်တည်းမြင်အောင်တွဲတင်ထားတဲ့ဓပုံလားလူတိုင်းမြင်အောင်တင်တဲ့ဓပုံလားဆိုတာကိုကြည့်ပြီးတော့ကိုကအရန်နေရာမှာဒုတိယလူနေရာကိုရောက်နေပြီလားဆိုတာကိုအလွယ်တကူခွဲခြားလို့ရနိုင်မှာဖြစ်ပါတယ်ရည်သားမရှိတဲ့လူတွေအတွက်ကတော့ဒါတွေမလို့အပ်ဘူးပေါ့ဗျာ